ဓာမိုးထားတဲ့ရွေးကောက်ပွဲမှာတရားဆိုတာမရှိနိုင်ပါဘူးစစ်တွင်းကာလရွေးကောက်ပွဲမှာတရားဆိုတာမရှိနိုင်ပါဘူးတရားဆိုရမှာအမှန်တရားလည်းမရှိနိုင်ပါဘူးတရားမျှတမှုလည်းမရှိနိုင်ပါဘူးတရားဝင်မှုလည်းမရှိနိုင်ပါဘူးအဲ့ဒီတရားသုံးခုစလုံးမရှိနိုင်ပါဘူးဒီရွေးကောက်ပွဲဟာတရားမျှတတဲ့ရွေးကောက်ပွဲမဟုတ်ပါဘူးဆိုတာကိုပြည်သူလူထုအများနားလည်သဘောပေါက်အောင်အထူးရှင်းပြနေဖို့တောင်မှမလိုဘူးထင်ပါတယ်အားလုံးသိပါတယ်ပြည်ပနိုင်ငံတချို့တလေကတရားဝင်အတိမတ်ပြုချင်နေတာကိုဟန်တာဖို့ဆိုတာကလည်းတိတ်မလွဲပြားမှာဘူးသူတို့ကမသိလို့အတိမတ်ပြုချင်နေတာမှမဟုတ်တာတိနဲ့ကိုအတိမတ်ပြုဖို့ချောက်နေတာဖြစ်တဲ့အတွက်ရွေးကောက်ပွဲရဲ့မတရားမှုတွေကိုထောက်ပြတဲ့နီးနဲ့သူတို့ကိုဟန်တာဖို့ဆိုတာတိတ်မလွယ်တော့ပါဘူးဆိုလိုတာကအတိမတ်ပြုချင်တဲ့သူကပြုကိုပြုမှာပါပဲအတိမတ်မပြုချင်တဲ့သူကလည်းဘာပြောပြုမှာမဟုတ်ပါဘူးရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ရင်ဆိုင်အန်တုဖို့စဉ်းစားကြတဲ့အခါမှာနီးနှစ်နီးကိုစဉ်းစားကြတာတွေ့ရပါတယ်ပထမနီးကတော့လူလူနီးပါဒုတိယနီးကလက်နက်ကင်နီးပါလူလူနီးကရွေးကောက်ပွဲကိုမဲမပေးတဲ့နီးပါဒီနီးကိုပြောဆိုကြတော့ရွေးကောက်ပွဲကိုမဲမပေးရင်ဖမ်းလိုက်မယ်ဆိုတဲ့အတန်ကြဲကြဲလောင်လောင်ထွက်လာပါတယ်လူအများကကြောက်လို့မဲပေးကြရမှာပဲတဲ့တကယ်တော့အဲ့ဒါဟာမဲမထည့်ပဲနေမှာဆိုလို့ချိန်ချောက်နေတာပါရွေးကောက်ပွဲမဲမထည့်တဲ့လူကိုဖမ်းဆီးတဲ့အဖြစ်အပျက်မျိုးတိတ်များများဆာဖြစ်လာလိမ့်မယ်လို့မထင်ပါဘူးဘာကြောင့်များများဆာဖြစ်လာမှာမဟုတ်တယ်လဲဆိုတာကိုရှင်းပြပါမယ်ရွေးကောက်ပွဲမဲထည့်တဲ့သူမဲမထည့်တဲ့သူကိုခွဲခြားပြီးတော့သိနိုင်တဲ့အချိန်ဟာမဲယုံပိတ်ပြီးမှသိနိုင်တာပါသူတို့ကမဲမထည့်တဲ့သူကိုဖမ်းချုပ်မယ်လို့ပြောနေတာကမဲမထည့်ပဲနေမှာဆိုလို့ပြောနေတာပါဒါပေမဲ့မဲယုံမပိတ်မချင်းမှာမဲထည့်သလားမထည့်သလားဆိုတာကိုခွဲခြားမရသေးတဲ့အတွက်မဲမထည့်တာကိုအကြောင်းပြုပြီးတော့ဖမ်းဖို့အလွန်ခက်ပါတယ်ညနေမဲယုံပိတ်ခါနီမှာမဲထည့်တာလည်းဖြစ်ချင်းဖြစ်နိုင်ပါသေးတယ်အဲ့တော့ညနေမဲယုံပိတ်တဲ့အထိစောင့်ကြည့်ပြီးတော့မဲယုံပိတ်တဲ့အထိမဲမပေးတဲ့သူတွေကိုလိုက်ဖမ်းမှာပါလားအဲ့ဒီအချိန်ကျမှမဲမထည့်တဲ့သူတွေကိုလိုက်ဖမ်းနေလို့သူတို့အတွက်ဘာအကျိုးရှိမလဲရွေးကောက်ပွဲကြီးမြုပ်ဒုက္ခဖြစ်အောင်မှတပါးနာမည်ပြည့်အောင်မှတပါးသူတို့အတွက်ဘာမှအကျိုးများစရာမရှိတော့ပါဘူးအဲ့ဒါကြောင့်မဲယုံပိတ်ပြီးမှလိုက်ဖမ်းတာမျိုးကိုသူတို့လုပ်မှာမဟုတ်ပါဘူးမဲမထည့်လို့လူတွေကိုလိုက်ဖမ်းတယ်ဆိုတာမျိုးဟာရွေးကောက်ပွဲစီစဉ်တဲ့သူတွေအတွက်ရှက်စရာအကောင်းဆုံးနာမည်အပြတ်ဆုံးအဖြစ်အပျက်မျိုးပါအဲ့ဒီအဖြစ်အပျက်မျိုးကိုသူတို့စေအုပ်စုဟာတတ်နိုင်တယ်လို့ရှောင်ရှားခြင်းနဲ့ဆန္ဒရှိကြမှာပါနောက်တစ်ချက်ကမဲမထည့်ရင်ဖမ်းလို့ရတယ်ဆိုတဲ့ဥပဒေမရှိပါဘူးမဲမထည့်တာဟာလူတိုင်းရဲ့အခွင့်အရေးပါမဲထည့်ခွင့်ရှိတယ်လို့မဲမထည့်ခွင့်လည်းရှိပါတယ်အဲ့ဒါကြောင့်မဲမထည့်ရင်ဖမ်းမယ်ဆိုတာဟာဥပဒေနဲ့လုံးဝမညီတဲ့ပြောဆိုချက်ဖြစ်ပါတယ်ဒီစေအုပ်စုဟာဥပဒေနဲ့ညီမညီသူတို့ဖမ်းကျင်ရင်ဖမ်းနေတာပဲမဟုတ်လားလို့တချို့ကပြောကြပါလိမ့်မယ်အဲ့ဒါမှန်ပါတယ်ဥပဒေနဲ့မညီလဲသူတို့ဖမ်းကျင်ရင်ဖမ်းတာပါပဲဥပဒေနဲ့ညီရင်လဲသူတို့ဖမ်းကျင်လို့ရှိရင်ဖမ်းတာပါပဲဒါပေမဲ့အခုဟာကဖမ်းလို့လဲသူတို့အတွက်အကျိုးမရှိနိုင်တဲ့အခြေအနေပါမဲမထည့်လို့ဖမ်းတယ်ဆိုတဲ့သတင်းတွေတက်လာရင်သူတို့တော်တော်ကြီးအဆက်ကွဲပါပြီအဲ့ဒါကြောင့်ဖမ်းဖို့အကြောင်းတော်တော်နည်းပါတယ်မကျေနပ်လွန်းလို့အမြင်ကပ်လွန်းလို့ဖမ်းခဲ့လို့ရှိရင်လဲအဲ့ဒါမျိုးကနည်းနည်းပါးပါးပဲရှိပါလိမ့်မယ်မဲမထည့်တာဟာအကြောင်းအမျိုးမျိုးရှိနိုင်ပါတယ်မဲထည့်မဲ့နေ့ကြမှာကျမရေးမကောင်းလို့မဲယုံကိုမသွားနိုင်လို့မထည့်ရတာမျိုးဖြစ်နိုင်ပါတယ်အဲ့ဒါကိုဘာပုံမှန်နဲ့မှဖမ်းဆီးလို့မရပါဘူးမဲထည့်မဲ့နေ့မှာကိုပုတ်ကလိကအရေးပေါ်ကိစ္စပေါ်လာလို့မဲမထည့်နိုင်တာမျိုးလည်းရှိနိုင်ပါတယ်အဲ့ဒါကိုဘာပုံမှန်နဲ့မှဖမ်းဆီးလို့မရပါဘူးဘယ်ပါတီကိုမှကိုမကြိုက်လို့မဲမထည့်တာမျိုးလည်းဖြစ်နိုင်ပါတယ်အဲ့ဒါကိုလည်းဘာပုံမှန်နဲ့မှဖမ်းဆီးလို့မရပါဘူးနောက်တစ်ခုကလုံခြုံရေးအရာစိုးရိမ်လို့ဘုံပေါက်မှာစိုးရိမ်လို့တနက်နဲ့ပြစ်ခတ်တာမျိုးလုံမှာစိုးရိမ်လို့မဲသွားမထည့်တာမျိုးလည်းဖြစ်နိုင်ပါသေးတယ်အဲ့ဒါကိုလည်းဘာပုံမှန်နဲ့မှဖမ်းဆီးလို့မရပါဘူးနောက်တစ်ချက်ကတော့တရက်ကွက်လုံးကတဏီကုံမှာမဲယုံကိုမသွားဘဲနေပြီးတော့မဲယုံပိတ်ခါနေကြမှာတရက်ကွက်လုံးမဲယုံကိုစုပြုံပြီးတော့သွားလို့လည်းရပါတယ်အဲ့ဒါဆိုရင်မဲယုံပိတ်ခါနေမှာအဲ့ဒီလူတွေကိုစုပြုံပြီးတော့မဲထည့်ခိုင်းဖို့အားလုံးလူကုန်အောင်မဲထည့်ခိုင်းဖို့ဆိုတာတိတ်ခတ်သွားပါပြီမဲယုံကိုတတ်မှတ်ချိန်ထက်အများကြီးကြော်လွန်ပြီးတော့ဖွင့်လာဟာလဲဥပဒေအရတရားမဝင်ပါဘူးအဲ့ဒါကတော့မဲပေးတဲ့စနစ်ကိုအနှောက်အယှက်ပေးနိုင်တဲ့နည်းပါအဲ့ဒါလိုနည်းတွေနဲ့ရွေးကောက်ပွဲကိုစန့်ကျင်ကောက်ကွယ်လို့ရပါတယ်ဒါတွေဟာအန်တီရဲ့အ ਨੇ ဆုံးနှောက်ယှက်တဲ့နည်းတွေပါဒါပေမဲ့အဲ့ဒီနည်းတွေဟာရွေးကောက်ပွဲကိုအကြီးကျယ်အနှောက်ယှက်ဖြစ်အောင်တိတ်ခါကြအောင်စန့်ကျင်ကောက်ကွယ်တဲ့နည်းတွေသာဖြစ်ပါတယ်အဲ့ဒီနည်းတွေကိုသုံးလို့လေရွေးကောက်ပွဲလုံးဝပြတ်သွားလိမ့်မယ်လို့တော့မထင်ပါဘူးဘာကြောင့်လဲဆိုတော့ဘယ်သူမဲထည့်မထည့်မဲထည့်ပါတယ်လို့လိန်ပြောပြီးတော့သူတို့လိုချင်တဲ့ရလဒ်ကိုစေအုပ်စုကကြေညာဖို့ပြင်ဆင်ပြီးသားဖြစ်နေတယ်လို့ယူဆတော့ပါအခုချိန်မှာရွေးကောက်ပွဲကိုလုံးဝပြတ်အောင်ဖျက်ဖို့အတွက်ကနောက်ကျသွားပြီလို့ပဲထင်ပါတယ်
နောက်တစ်နည်းကတော့ရွေးကောက်ပွဲကိုလက်နက်နဲ့ဆန့်ကျင်တဲ့နည်းပါအဲ့ဒီနည်းကိုတော့လက်နက်ကန်အဖွဲ့အစည်းတချို့ကလုတ်တန်တလောက်လုတ်ကြလိုက်မယ်လို့ယူဆရပါတယ်ဥပမာအဖြစ်မဲယုံမှာဘုံဖောက်တာမျိုးတွေပါဒါမှမဟုတ်ဘုံဖောက်မယ်လို့သတင်းလွှင့်ချင်းချောက်တာမျိုးပါဒါမျိုးကလည်းတကယ်လို့မှလားချင်းချောက်ရုံတက်တက်ဖယ်လားဆိုတာခွဲခြားအခက်ပါလိမ့်မယ်ဒီနည်းကလည်းရွေးကောက်ပွဲကိုတစုံတရာအနှောက်အယှက်ပေးနိုင်ပါလိမ့်မယ်ဒါပေမဲ့အဲ့ဒီနည်းကလည်းရွေးကောက်ပွဲကိုလုံးဝပြတ်သွားအောင်ဖြစ်နိုင်လိမ့်မယ်လို့တော့မထင်ပါဘူးအဲ့ဒါကြောင့်ဘယ်နည်းကိုပဲသုံးတည်ဖြစ်စေရွေးကောက်ပွဲကိုစေအုပ်စုကဖြစ်မြောက်တဲ့အောင်မြင်တယ်လို့ကြေညာမှာကိုတော့ဟန်တားနိုင်ဖို့တားဆီးနိုင်ဖို့တော်တော်ခက်သွားပြီတော်တော်နောက်ကျသွားပြီလို့ပဲမြင်ပါစေအုပ်စုဟာပြည်သူလူထုကြီးတရလုံးကမလိုလားတဲ့ကန့်ကွက်ခဲ့ကြတဲ့2008အခြေခံဥပဒေဆန္ဒခံယူပွဲကိုတောင်မှ92.64%ရာခိုင်နှုန်းကထောက်ခံပါတယ်လို့မျက်နှာပြောင်ပြောင်နဲ့ကြေညာခဲ့ပါတယ်အခုလဲအဲ့လိုနည်းမျိုးကိုသုံးဖို့ဝင်လေးမှာမဟုတ်ပါဘူးဒါပေမဲ့တေချာတာတစ်ခုကတော့မြန်မာနိုင်ငံမှာလုပ်တဲ့ရွေးကောက်ပွဲအားလုံးရဲ့သမိုင်းမှာတော့အခုရွေးကောက်ပွဲဟာတရားမျှတမှုမရှိဆုံးရွေးကောက်ပွဲအဖြစ်သမိုင်းမှတ်တမ်းတင်လာလိမ့်မယ်ဆိုတာပါပဲပြည်သူကိုမဲမထက်ရင်ဖမ်းမယ်လို့ချိန်ချောက်အတန်ထုတ်လွှင့်ပြီးမှလုပ်တဲ့ရွေးကောက်ပွဲဟာဘလို့နည်းနဲ့မှတရားမျှတတဲ့ရွေးကောက်ပွဲတစ်ခုမဖြစ်နိုင်ပါဘူးဒီရွေးကောက်ပွဲကိုအောက်လန်းကနေဖြတ်ဝင်နေရာယူဖို့ကြံစီနေတဲ့ပါတီတွေရှိနေတာကိုလည်းပြည်သူလူထုအများကမြင်နေသိနေပြီးပါပြီအခုဒီရွေးကောက်ပွဲမှာဝင်ပါမဲ့ပါတီအကုန်လုံးဟာအဲ့ဒါလိုအောက်လန်းနီးနဲ့အာဏာကိုတယောက်ရရနှစ်ယောက်ရရရသလောက်ဝင်ယူမယ်ဆိုတဲ့ကိုကျိုးရှာပါတီတွေကြီးပါပဲဒီရွေးကောက်ပွဲမှာဝင်ပါတဲ့ပါတီအားလုံးဟာကိုသမိုင်းကိုရည်တဲ့ပါတီတွေကြီးပါပဲအဲ့ဒီပါတီတွေအားလုံးဟာကိုကျိုးရှာတကူကောင်းသမားတွေရဲ့ပါတီအဖြစ်နဲ့ပဲသမိုင်းမှာမှတ်တမ်းတင်ခံကြရတော့မှာပါပြည်သူအပေါ်မှာစေတနာကောင်းထားပြီးတော့ဝင်ပါတဲ့ပါတီဆိုတာတပါတီမှမရှိပါဘူးအခုချိန်မှာဘလို့ပဲအကြောင်းပြဘလို့ပဲခုခံကာကွယ်ပြောဆိုနေကြပါစေနောက်တစ်ချိန်မှာဒီလောက်ဖောက်ပြန်တဲ့ရွေးကောက်ပွဲမှာဝင်ခဲ့တဲ့ပါတီအားလုံးကိုပြည်သူလူထုကအဲ့ဒါလိုပဲမှတ်တမ်းတင်သတ်မှတ်ကြလိမ့်မယ်ဆိုတာအချိန်ကြာလေးပိုထင်ရှားလာလေးဖြစ်လာမှာပါ2015ရွေးကောက်ပွဲမှာ NDF ပါတီကနေရာနည်းနည်းပရတဲ့နီးမျိုးနဲ့ဒီပွဲမှာလည်းနေရာနည်းနည်းပတော့ရလိမ့်မယ်လို့မျှော်လင့်ချက်ထားပြီးတော့ဝင်ပြိုင်တဲ့ပါတီတွေလည်းအသေးကွဲကြအောင်ပါဘာကြောင့်လဲဆိုတော့ဒီရွေးကောက်ပွဲမှာဝင်ပါတဲ့ပါတီအားလုံးကိုပြည်သူလူထုကကြက်ဖွတ်ပါတီနဲ့ဒန်းတူညွှန်ရှာဆက်ဆုပ်နေကြလို့ပါကြက်ဖွတ်ပါတီကိုမဲမရအောင်ပြည်သူလူထုကကြက်ဖွတ်အစားငါတို့ပါတီကိုပုံအောမဲထဲလောက်ကောင်းရဲ့ဆိုပြီးမျှော်လင့်ချက်ထားတဲ့ပါတီတွေဒီပွဲမှာအလုပ်ဖြစ်မှာမဟုတ်ပါဘူးအဲ့ဒီပါတီတွေကလူအနှဲငယ်လွတ်တော်တွေကိုရောက်သွားရင်လည်းအဲ့ဒီလူတွေဟာကြက်ဖွတ်ကလူတွေနဲ့ဘာမှထူးခြားမှာမဟုတ်ပါဘူးစစ်ပိုင်းလွတ်တော်ထဲမှာဒေါအောင်ဆန်းစုကြည်နဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တောင်မှမဲရဘာမှမလုပ်နိုင်ပါဘူးအခုလာမဲ့လွတ်တော်ကတော့စစ်ပိုင်းလွတ်တော်မဟုတ်ပါဘူးစစ်တပ်90%ရာခိုင်နှုန်းပါတဲ့လွတ်တော်ဖြစ်လာမှာပါအဲ့ဒီအထက်မှာရောက်တဲ့လွတ်တော်အမတ်ဟာအကျယ်ကျုပ်အချုပ်ခံရတယ်လို့ဖြစ်နေပါလိမ့်မယ်ကြက်ဖွတ်အလိုကြစစ်တပ်အလိုကြစကားကိုပဲပြောကြရပါလိမ့်မယ်လွတ်တော်ထဲမှာရည်ရည်ရတာစကားပြောရင်အဖမ်းခံရတဲ့အထိသူတို့အတွက်အိမ်မက်ဆိုးတွေထွက်ပေါ်လာပါလိမ့်မယ်အဲ့ဒီအချိန်ကျမှမတရားအဖမ်းဆီးခံရပါတယ်လို့ထအော်ရင်လည်းဘယ်ပြည်သူကမှသနာမှာမဟုတ်ပါဘူးအခုရွေးကောက်ပွဲနဲ့ထွက်ပေါ်လာမဲ့လွတ်တော်ရဲ့အခြေအနေဟာအဲ့ဒါလောက်အထိဆိုးသွားပါလိမ့်မယ်အလွန်ဆိုးရတဲ့အချက်တစ်ချက်ကိုထောက်ပြစရာရှိပါသေးတယ်အဲ့ဒါကတော့လွတ်တော်ကိုယ်စားလှယ်နေရာ90%ရာခိုင်နှုန်းလောက်အတွက်ပဲရွေးကောက်ပွဲကျင်းပပြုလုပ်နိုင်တယ်ဆိုရင်တောင်မှသူတို့စစ်သားတမတ်သားဝေစုကိုတော့လွတ်တော်ထဲမှာအပြည့်ဝန်ထမ်းခိုင်းမယ်ဆိုတဲ့အချက်ပါပဲဆိုလိုတာကလွတ်တော်ကိုယ်စားလှယ်နေရာ90%ရာခိုင်နှုန်းကိုပဲရွေးကောက်ပွဲကျင်းပနိုင်တဲ့အတွက်အဲ့ဒီ90%ရာခိုင်နှုန်းရဲ့တမတ်သားကပဲလွတ်တော်ထဲမှာဝန်ထိုင်မယ်ဆိုတာမျိုးမဟုတ်ပါဘူးတနိုင်ငံလုံးမှာရှိတဲ့တမတ်မဲဆန္ဒနယ်မြေအလုံးမှာရှိတဲ့ကိုယ်စားလှယ်နေရာစုစုပေါင်းရဲ့25%ရာခိုင်နှုန်းနဲ့ညီတဲ့စစ်သားကိုယ်စားလှယ်တွေကလွတ်တော်ထဲဝန်ထိုင်မှာပါအရင်ရွေးကောက်ပွဲနဲ့အရင်လွတ်တော်တွေမှာကလေးကသူတို့အဲ့ဒါလိုပဲလုပ်ခဲ့ကြတာပါအဲ့ဒီတော့ရွေးကောက်ပွဲကျင်းပနိုင်တဲ့လွတ်တော်ကိုယ်စားလှယ်အရေးအတွက်စုစုပေါင်းထက်တောင်မှစစ်သားကိုယ်စားလှယ်အရေးအတွက်ကပူကျင်ပိုနေနိုင်ပါတယ်အဲ့ဒါလိုရွေးကောက်ပွဲနဲ့အဲ့ဒါလိုလွတ်တော်မှာဘလို့တရားမျှတမှုမျိုးကိုများမျော်လင့်ခြင်းပါသေးတယ်လေအဲ့ဒါတော့မတရားလုပ်တဲ့ရွေးကောက်ပွဲကနေဘလို့တရားဝင်မှုမျိုးကိုရောရနိုင်မှာပါလေတရားဝင်မှု legitimacy ကိုပေးဖို့ထိုင်ဆောင်နေတယ်ဆိုတဲ့နိုင်ငံတချို့ကအတိမတ်ပြုတာမျိုးရကောင်းရနိုင်ပါတယ်ဒါပေမဲ့အဲ့ဒါဟာအစစ်မှန်မဟုတ်ပါဘူးနိုင်ငံအများစုကဒါဟာမတရားတဲ့ရွေးကောက်ပွဲတရားမဝင်တဲ့ရွေးကောက်ပွဲဆိုတာကိုသိပြီးသားပါပြည်သူလူထုကပေးတဲ့တရားဝင်မှု legitimacy ဆိုတာကတော့လုံးဝကိုမရနိုင်ပါဘူးပြန်ချုပ်ရရင်တော့ဓာမှုထားတဲ့ရွေးကောက်ပွဲမှာအမှန်တရားမျှတမှုတရားဝင်မှုဘာတစ်ခုမှမရှိနိုင်ပါဘူး
။